အားလုံးပဲမင်္ဂလာပါဗျမိုင်းပြန်ချင်းဂျော်နီအပိုင်း3ကနေပြန်နေကြိုဆိုလိုက်ပါတယ်အပိုင်း1နဲ့အပိုင်း2ဗီဒီယိုလင့်လေးကိုလည်းကျွန်တော်ဒီ description အောက်မှာကျွန်တော်ထည့်ပေးထားပါတယ်ဗျအခုကျွန်တော်ညာသေးတစ်ခုကိုရောက်နေပါတယ်ဒီညာသေးလေးကအစားတောက်တွေရောက်ချတဲ့ညာသေးလိုမျိုးမဟုတ်ပဲနဲ့ဒီအဝိထဲတွေဖနက်တွေပတ်စံအိမ်တွေအစားရှိတာတွေရောက်ချတဲ့ညာသေးလေးပဲဖြစ်ပါတယ်အင်ကြီးတွေဘောင်းမီတွေဖနက်တွေကိုအမျိုးသားဆုံးလေးသာတွေ့ရပါတယ်ဒီဈေးတန်းလေးကိုလာရောက်လက်ပတ်သူများတာကိုလည်းတွေ့ရပါတယ်ဈေးတန်းလေးရဲ့တစ်ဖက်တစ်ချက်ကိုကူရမယ်ဆိုရင်တော့ကျွန်တော်တို့ခုမြေတွေ့နေရမယ်ကစားကွင်းကိုရောက်ရှိမှာပဲဖြစ်ပါတယ်လှီကတော့နည်းနည်းလေးတတိထားပြီးဆင်းရတယ်ဗျဒီမှာဆိုရင်ခြာရဟတ်တွေတိုက်ကားစီးတာတွေပြပြဤကစားကွင်းနဲ့အဆိုးရှိတယ်ပေါ့နော်တငယ်ချင်းတွေစုပြီးလာရောက်လည်းပဲကြားတာတွေစုံသွဲတွေနောက်မိသားစုတွေကိုကလေးတွေနဲ့တူလာရောက်လည်းပဲကြားတာအောင်ကျွန်တော်တွေ့ရပါတယ်ပျော်စရာလည်းကောင်းတယ်လို့ကျနိုးစရာလည်းကောင်းပါတယ်ကျွန်တော်တို့ငယ်ငယ်တော့ဒီပွဲစည်းတွေမှာတွေ့ရတဲ့ဒီနှုတ်စီဘူပစ်တာတို့ဘောလုံးညနဲ့ပေါက်တာတို့စတဲ့ကစားနည်းမျိုးစုံကိုတွေ့ရပါတယ်ပွဲစည်းတွေရောက်နေပါတယ်ဗျာပွဲစည်းတန်းလို့နေရာတို့ရောက်နေပါတယ်ဗျာတိုက်ကားစီးတာတွေရောခြားရဟတ်တွေရောပြောစရာကြီးဒီပွဲစည်းလေးကိုကြည့်နေကျွန်တော်မြန်မာမှာလောကသွားခဲ့ဦးတဲ့လက်မတော်ပွဲစည်းတို့ရေချိုပွဲစည်းတို့တော့သွားပြီးတော့မှတ်ရမိပါတယ်နောက်တနေ့မနေ့ရောက်တော့ကျွန်တော်မနက်စာကိုကျွန်တော်စားနေကြဆိုင်လေးမှာပဲလက်ဖိတ်နဲ့ရိုတီစားခဲ့ပါတယ်အဆိုင်လေးမှာရှိတဲ့ဇပွဲခုလေးရဲ့မှန်အောက်မှာဒီနိုင်ငံစုံကပတ်စံလေးကိုထားထားတာကိုလည်းကျွန်တော်ထူးခြားတွေ့ခဲ့ရပါတယ်ဒီကျွန်တော်တို့နိုင်ငံရဲ့ပတ်စံကိုလည်းကျွန်တော်တွေ့ခဲ့ရပါတယ်
မလက်စာစားပြီးတဲ့နောက်မှာတော့ကျွန်တော်ဒီလာအိုပြည်ချင်းမြို့ရဲ့အထင်ကရနေရာတစ်ခုကိုကျွန်တော်တွားရောက်ခဲ့ပါတယ်ဒီနေရာလေးကတော့ပတူဆိုင် Battery Monument လို့ခေါ်ပါတယ်ထုံးစံအတန်ချော့လေးမှားသွားရင်ခလို့ပါနော်အဓိပ္ပာယ်ကတော့ဒီ Battery Gate Battery Monument လို့သဘောမျိုးပေါ့နော်ကျွန်တော်ရောက်တဲ့ခြေရာနေ့လည်ပဲဖြစ်နေတော့နေတအားပူနေပါတယ်ပြည်ချင်းမြို့လာရင်ဒီနေရာကိုမဖြစ်မနေလာရောက်လက်ပဲတင်ပြီးတော့လာရောက်လက်ပဲချတဲ့လူတွေလည်းအရန်ကိုများပြားပါတယ်ကျွန်တော်ရဲ့ဒီ BNJ ခင်းစီလေးကိုဒီနေရာမှာအဆုတ်တက်ပေးရစေမိုင်းဘီရဲ့ကျင်းကျော်နီ episode 1 episode 2 episode 3တော့ခုလို့ကြည့်ရှုပေးကြသူများအားလုံးအထူးပဲကျေးဇူးတင်ပါတယ်ပုံမကောင်းမှုဆန်းတက်တဲ့ဗီဒီယိုတွေကိုလည်းနောက်ထပ်ဆက်ပေးတော့မှာမဟုတ်လို့ကျွန်တော် channel လေးကို like and subscribe လေးလုပ်ပေးကြပါအောင်နော်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါဦးမယ်အားလုံးပဲတတာ